အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်20ရက်9လ2026ကနေပြီးတော့24ရက်9လ2026ထိတပတ်စာနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးကြပါရဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေကုန်ကြီးရဲ့အခြေအနေကိုအရင်ဆုံးပြောပြပေးကြပါရတနင်္လာနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့6.8ကီ16ချင်းဖြစ်ပါတယ်တနင်္လာနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့6.8ကီ16ချင်းဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့2.9ကီ4ကိုချင်းဖြစ်ပါတယ်2.9ကီ4ကိုအချင်းဖြစ်ပါတယ်ဗျဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3.8ကီ2.ချင်းဖြစ်ပါတယ်3.8ကီ2.ချင်းဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့1.6ကီ3.5ချင်းဖြစ်ပါတယ်1.6ကီ3.5ချင်းဖြစ်ပါတယ်ဗျတောက်ကြနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့2.5ကီ3.5ချင်းကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေ့တိုင်းနေကုန်ကီတွေချင်းတွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တဲ့စိတ်ကြိုက်ပတ်တီလေးလုံးလည်းပြပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့စိတ်ကြိုက်ပတ်တီလေးလုံးကတော့9562ဖြစ်ပါတယ်9562ဆိုတဲ့ပတ်တီလေးလုံးရွေးထုတ်ပေးထားပါတယ်ဗျဗုဒ္ဓမကျော်ဘရိတ်3လုံးလည်းဆက်ပြီးတော့ပြောပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်ဘရိတ်3လုံးကတော့2.8ဘရိတ်ဖြစ်ပါတယ်2.8ဘရိတ်ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော်9လုံးခွေကိုလည်းပြောပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်9လုံးခွေကတော့3.198ဆိုတဲ့9လုံးခွေကိုရွေးထုတ်ပေးထားပါတယ်3.198ဖြစ်ပါတယ်ဗျဒီတပတ်အတွက်တပတ်စာအကြိုက်ဆုံးအတွက်တော့ပါဝါနဲ့နက်ခတ်ကိုရွေးထုတ်ပေးထားပါတယ်ပါဝါနဲ့နက်ခတ်ကိုကြိုက်ပါတယ်ဗျဒီတပတ်အတွက်မထက်မရှိပတ်တိနဲ့ဘရိတ်ကတော့3ပတ်တိနဲ့3ဘရိတ်ဖြစ်ပါတယ်3ပတ်တိနဲ့3ဘရိတ်ဖြစ်ပါတယ်ဗျတနေ့ကနေနေကုန်အတွက်ကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့16လုံးပိုင်းဖြစ်ပါတယ်16လုံးပိုင်းဖြစ်ပါတယ်ဗျတနေ့ကနေနေကုန်မထိမပေါက်ကီး3လုံးကတော့6.8ကီးဖြစ်ပါတယ်6.8ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာနှစ်ချုပ်ကနေနေလည်းအဆင်ပြေကြပါစေအမွေရကြပါစေအများဆုံးများစွာရရှိကြပါစေဗျကျွန်တော် channel ကိုမြင်နေအားပေးနေတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်ခွန်ရသားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်